Hello နေချီပါဒါလေးကတော့နေချီရဲ့ weekend vlog လေးပဲဖြစ်ပါတယ်ဒီနေ့နေချီမနေ့ပိုင်းလို့ဆံပါမရှိတော့အိယာကိုနောက်ကျမှထားပါတယ်အိယာထားနောက်ကျလို့နေတောင်တော်တော်လေးကိုမြင့်နေပြီပေါ့နော်ပြီးရင်တော့မနေ့စာကို coffee လေးပဲတောက်လိုက်ပါတယ်ဒီနေ့ကဖျားเจ้าမှာ special service ရှိရပေါ့နော်အမနေချီတော့ကားရမှာဆိုတော့ coffee တောက်ပြီးတော့အဝတ်စားလဲလိုက်ပါမယ်ကလေးကတော့ today outfit လေးဖြစ်ပါတယ်အင်ဂျီလဲပြီးတာနဲ့ချက်ချင်းထမင်းစားပြီးတော့ဖျားเจ้าကိုသွားပါတယ်အမတငယ်ချင်းနဲ့ပဲများနေကြတာပေါ့နော်အမအကားရရောအမျိုးစုံပါတယ်ပေါ့နော်အားကြောင့်နေချပါမပြောတော့ပါဘူးအဆုံးထိကြည့်ပြကြပါလို့ပြောချင်ပါတယ်ကဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် bye bye